တနင်္လာရီမြို့နယ်မှာအရင်ပုံချုပ်ကြီးပေါ့အခုတော့ကိုယ်စရလောင်းဦးခင်စောကပြောတယ်တမရလုံးမဲ့သူကတော့ပါတီဥက္ကဋ္ဌပေါ့ဗျာတခြားပါတီကိုမေးကြည့်ပါလားတမရလုံးမဲ့လူကိုပြောနိုင်မဲ့ပါတီရှိရင်ပြပါဖြစ်နိုင်သလားလို့မေးကြည့်ဖြစ်ရသလားလို့မေးကြည့်ဘယ်သူမှမရှိပါဘူး NLD မှာတမရလုံးမဲ့လူရှိပြီလားကျွန်တော်ပြောပါမယ်သမရရွေးတယ်ဆိုတာကအာဏာရှင်ပါတီတွေကတော့တူကောင်းတယောက်ကောင်းနဲ့နာမည်တက်ပြီးရွေးလို့ရတယ်ဒီမိုကရေစီပါတီတွေကတော့စီးစီဆုံးဖြတ်ချက်နေတယ်ဒါပေမဲ့တခြားပါတီတွေမှာရှိသလားရှိနိုင်ရင်ပြပါဆိုတော့ကျွန်တော်တလုံးနဲ့ပြောပါမယ်လရတော့ငှက်တိုင်းလာပါ